ကောင်မလေးနဲ့ first date ကိုမဟာရန်ကုန်မှာ date တဲ့ကိစ္စအခုအရန်ကိုလူပြောများနေပေါ့နော်အဲ့ဒီပို့အောက်မှာလည်းကောင်လေးဘက်ကရောကောင်မလေးတွေဘက်ကရောအချင်းချင်းရှမ်းနေဖြစ်နေကြတာပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီဗီဒီယိုမှာဒီကျွန်တော်တူးတဲ့တော့အမြင်ရပါတော့ဒီ brother ဘက်ကနေကျွန်တော်က positive vibe ကနေရင်ဆုံးပြောကြည့်မယ်ဆိုတော့ဒီ brother ကအခုတေးကြတာအခုပါပေါ့နော်သူက positive vibe ကတွေ့ရမယ်ဆိုရင်သူကကောင်မလေးတယောက်နဲ့အခု first date မယ်ဆိုရင်ဘယ်လိုမျိုးနေရာကိုခေါ်သွားအောင်လဲဆိုတော့သူမသိရတယ်ဖြစ်နိုင်တယ်ဒါမှမဟုတ်ကောင်မလေးတွေနဲ့ဒီကြီးစားလိုမျိုးထားတာတွေပါတော်တော်ဝေးကွာသွားလို့ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုပေါ့နော်ဘာဆိုဖြစ်လို့လဲဆိုရင်အခုချိန်ကြီးမှာဗျာစဉ်းစားကြည့်လူတိုင်းအဲ့လိုမျိုးကောင်မလေးတယောက်နဲ့ first date ပထမဆုံးစတွေ့တော့မယ်ဆိုရင် coffee ဆိုင်ကိုတွားကြရလူတွေကြီးပဲဘယ်သူမှလက်ဖေးဆိုင်ကြီးကိုတွားလာတွေ့ပါလာတွေ့ရအောင်ဆိုဘယ်သူမှမပြောဘူးပေါ့နော်အဲ့ဒါဘာလို့ဆိုလို့ကျင်လာလဲဆိုရင်ကျွန်တော်တို့ AC ပေါ့နော် coffee ဆိုင်မှာဒီလိုမျိုး AC တယောက်အကြောင်းတယောက်ပြောမယ် coffee လေးပါတောက်မယ်ဆိုတော့အဲ့လိုပြောမှာနော်အဲ့တော့ပြောချင်တာဒီမှာပတ်စံနေပါခဏထားလိုက်အောင်အဲ့တော့ပတ်စံနေပါရောခဏထားလဲဆိုတာလက်ဖေးခုခေတ်မှာလက်ဖေးဆိုင်မှာလည်းဈေးတက်တာမှမထင်နဲ့ဒီလက်ဖေးဆိုင်မှာအခုလက်ဖေးတစ်ခွက်တော့2500ဖြစ်နေဟုတ်တယ်မလားအဲ့တော့အမှနဲ့မိုးလေးပါရေးစားဆိုအနည်းဆုံးမရှိဆိုရင်2ယောက်တူတူစားမယ်ဗျာ1000ခွဲ2000လောက်အတားလေးပဲဟုတ်တယ်လို့အဲ့ဟိုသမင်းနေပါရေးစားမယ်ပြောမှာအဲ့တော့သမင်းနေပါရေးစားထားပါအောင်ဘယ်သူမှ first day မှာလို့ heavy meal တွေမစားဘူးကွာတင်မှာဒီ coffee လေးပါရေးတောက်လက်ဖေးလေးပါရေးတောက်မိုးလေးပါရေး snack လေးပါရေးစားဒီလောက်ပဲအဲ့တော့ပြောချင်တာလက်ဖေးဆိုင်မှာဆိုလဲ2000လောက်ကသွားမှာပဲ2000 3000ပေါ့နော်ပြီးမလို့အဲ့တော့ပြောချင်တာဒီပတ်စံအဲ့လောက်အမောင်လေးမှာကျွန်တော်တို့ကဒီ coffee ဆိုင်လေးကဟိုလိုမျိုး raw တို့ဒီပြောချင်တာဒီစီရိုနာလက်ဖေး coffee ဆိုင်တို့အဲ့လိုမျိုးကြီးပန် Pacific ပေါ်တက်တောက်ရမယ်လို့ high tea ဆက်တွေသွားရမယ်လို့ပြောချင်တာမဟုတ်ကိုယ့်ရဲ့နိုင်တဲ့ကိုယ့်ရဲ့ budget လေးနဲ့အဆင်ပြေတဲ့နေရာမျိုးသွားတင်တာပေါ့နော်ဆိုတော့အဲ့တော့ app concept လေးကို तू မသိရတယ်ဖြစ်နိုင်တယ်အဲ့တော့ဒါကအကောင့်ဘက်ကတွေးကြည့်တာပေါ့နော်အဲ့တော့ကျွန်တော်ပြောဆက်ရမယ်ဆိုရင်ဒီ2000 3000တန်လက်ဖာလေးနဲ့လက်ဖေး coffee ဆိုင်လေးတွေအများကြီးရှိအဲ့တော့ဥပမာပေးရမယ်ဆိုရင် Parisian တို့ Gironnet တို့ဒါမှမဟုတ်လေကိုရက်ကွက်မှာဗျအခုနောက်ပိုင်းအများကြီးပေါ်နေဟုတ်တယ်မလားရက်ကွက်က coffee ဆိုင်လေးတွေချစ်စရာလေးချို့ဆိုရင်ဟိုပန်းလေးတွေပန်းဝလေးတွေနဲ့ထားပါတော့ဘုံတော့ရဲလိုကောင်းသေးအဲ့တော့ပြောချင်တာက तू ကအဲ့လိုမျိုးနေရာမျိုးတွေကိုခေါ်သွားကြတယ်ဗျလူတိုင်းအခုချိန်မှာ first day မှာလို့ coffee ဆိုင်လေးတွေသွားကြတယ်အဲ့ဒါကို तू အဲ့ဒီ brother မသိရလဲဖြစ်နိုင်တယ်ဗောနော်ဆိုတော့ဒါကတော့ positive vibe ကဗောနော်ဒီဒါမှမဟုတ်တခြားဒီလိုမျိုး negative လေးရနေတွေးမယ်ဆိုရင်တော့ဒီ brother ကဗောနော်ဒီကောင်မလေးအကြောင်းကိုတခြားမလေ့လာတာလည်းဖြစ်နိုင်တယ်။ तू ကအမှပြောလိုက်တယ်လက်ပိတ်ဆိုင်မှာတွေးရအောင်လို့ပြောလိုက်တယ်ဆိုရရဗျ။ကွာသူ့ရဲ့အသွေးထဲမှာရောဒီကောင်မလေးကဒီလိုလက်ပိတ်ဆိုင်ဆိုလဲသူထိုင်နေပေါ့နော်အဲ့လိုမျိုးတွေးလို့တာ तू ကဘယ်လိုခေါ်မလဲinvite လုပ်လိုက်တဲ့သဘောပေါ့နော်။အဲ့လိုမျိုးကဗျာသိနိုင်တယ်ဗျာ။ဘာလို့ဆိုတာလဲဆိုတော့သူအခုခေတ်ကြီးမှာသူ့ရဲ့ Facebook တို့ Instagram တို့ကြည့်လိုက်ရင်ဒီ coffee ဆိုင်တွေမှာတင်ထားတာတို့ဓာတ်ပုံတွေရိုက်ထားရဆိုသိကြတယ်မဟုတ်လားပြီးတော့ coffee ဆိုင်ပဲသွားပြီးတော့ခေါ်ပြီးသိရမှာပဲဟုတ်တယ်မလား first date ကိုပြောပါဆိုတော့အဲ့ဒီမှာဆိုရင် तू ကဒီလက်ပိတ်ဆိုင်ကြီးမှာဆိုစဉ်းစားကြည့်တယ်ကိုယ့်ရဲ့ဟိုယောက်ျားလေးတယောက်ကလူတိုင်းယောက်ျားလေးအများစုကဒါပေါ့နော်ဟိုပထမဆုံးကိုယ့်ရဲ့ impression ကိုပြချင်တာဟုတ်တယ်မလားကိုကဟိုနည်းနည်းလေးပဲတက်နိုင်ရင်တော့မှ first date မှာတော့ဘယ်လိုဖြစ်ဟိုနဲ့ကိုရှိလောက်လေးနဲ့အဆင်ပြေအောင်လူတိုင်းကပြောကြပါလားမလားကြွေးကြပါပဲအဲ့တော့ဆိုတော့အဲ့လိုမျိုးနေမသိရတယ်ဖြစ်နိုင်တယ်ပေါ့နော်နောက်တစ်ချက်ကပေါ့နော်ဒီကောင်မလေးပေါ်မှာလည်းဒီ brother ကနည်းနည်းဟို respect မထားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်အမြင်အရပြောတာပါဘာလို့ဆိုတော့ဗျာဒီလိုမျိုးလက်ပိတ်ဆိုင်မှာတွေ့ရအောင်ဆိုတော့စကားကြီးက first date မှာပေါ့လို့ပြောရအောင်နော်ရီးစားဖြစ်သွားရင်အခုခေတ်မှာလက်ပိတ်ဆိုင်မှာထိုင်နေတဲ့အတွေ့အများကြီးပဲဆိုတော့ကျွန်တော်ကဒါရီးစားဟိုဖြစ်သွားတဲ့ကိစ္စကိုမဆိုလို့ဘူးဒီလိုမျိုးပထမဆုံး dating live မှာ dating တွေ့တဲ့ကိစ္စမှာပြောတာ first date မှာအဲ့တော့ထားပါတော့လက်ဖိဆိုင်မှာတေးရအောင်ဆိုတဲ့စကားမျိုးလုံးဝကျွန်တော်ဆိုမပြောထွက်ဘူးဗျာအဲ့တော့ဒါ तू အဲ့လိုမျိုးရှေ့ရပြောခဲ့လို့ပဲ तू မသိလို့ပဲပြောခဲ့တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အခုပြောသလိုပဲ care black ပေါ့နော်တိတ်ကမာလေးပေါ်မလေးစားရတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါရလောက်ပါရဲ့ဘာမှဖြစ်ပါဘူးဆိုတဲ့အသွေးမျိုးကြောင်းလည်းပြောခေါ်လိုက်တာဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးလဲကျွန်တော်မြင်တယ်ပေါ့နော်နောက်ဆုံးချက်ပြောရမယ်ဆိုရင်တော့ဒီကိစ္စမှာပေါ့နော်အကယ်လို့ကမာလေးဘက်ကဒါလက်ခံတယ်ဆိုရင်လက်ဖေးဆိုင်မှာမဟုတ်ဘူးဗျာလမ်းဘေးအတုပ်ဆိုင်လေးမှာတွေ့မယ်ဆိုလဲတွေ့လို့ရတယ်ဒါတို့နှစ်ယောက်ဘက်ကစင်ပြေရဆိုရင်ပြီးသွားပြီဟုတ်တယ်မလားအဲ့တော့လက်မခံခဲ့လို့ဒါဒီလိုမျိုး internet ပေါ်ရောက်ပြီးတော့ကိစ္စပြဿနာဖြစ်သွားတာပေါ့နော်အဲ့တော့နောက်တင်ပြရမယ်ဆိုရင်ဒီအကောင်လေးကဒါဟိုကောင်မလေးကြိုက်လားမကြိုက်လားဒီလိုမျိုးတခြားမလေးလာခဲ့ဘူးလေးလာလို့ဒါကိစ္စဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ညီကိုတွေကိုဒီမှာအကြံပေးချင်တာပေါ့ဒီကောင်မလေးတယောက်နဲ့ first date တော့မယ်ဆိုရင်ဘယ်လိုနေရာတွေမှာထိတင်လဲဗာညာလိုမျိုးတခြားလေးလာတာဟိုတော့လည်းဘယ်လိုကြိုက်တယ်လဲအဲ့လိုမျိုးတခြားပြောပြီးမှလားတိတ်တင်တယ်ပေါ့နော်ဆရာတို့ဒါမှမဟုတ်ပါဘူး Okay ဆိုတော့ဒီဗီဒီယိုလေးကိုဒီမှာပဲရှင်းလိုက်ပါတော့မယ်နောက်ထပ်ဗီဒီယိုကြမှာထည့်သွင်းကြမယ်